ဆက်ကိုပါခင် はいအမှတ်ထားမယ် okay အဲ့ဒါဆိုရင်အောင်မြင်စွာနဲ့နဲဒီ0ခန်းကြီးခေါ်ရေးအပိုင်းလေးပြီးသွားတယ်ခန်းကြီးခေါ်ရေးအပိုင်းပြီးသွားရင်0ကနောက်ထပ်မိနစ်50ဘာဖြစ်ရမလဲဆိုဘွန်ဘိုးတို့ကိုင်ကန်ကိုချစ်ကီနဲဒါက0ကဝေါ်ဟာဘဟိုတူတာမှာဘွန်ဘိုးနဲ့တို့ကိုင်လာပြီဘွန်ဘိုးဆိုတာကြောင့်0တတ်တာကိုပြောတာဘိုကိုင်ဆိုတာက reading နိမိသားစုတို့လေ0စာတခန်းတခန်းမိ reading လေးဖတ်ကြရပေါ့နော်0 reading ကကြောင့်မတူဘူးဆိုတာဘယ်လိုမတူရလဲဆိုလို့ရှိရင်ဒီတို့ ਨੇ ဒီစစဖတ်တဲ့ reading နေနဲ့ဒီရက် reading နဲ့ပုံစံမတူဒီရက် reading နဲ့အုံးနဲ့စားရမယ်နော်အဲ့စစတို့ကပထမဆုံးအနေနဲ့ grammar လာပြီအဲ့တော့ grammar မှာမွန်တိုင်းအချီကနာနီကို ile mas ကခတ်ကိုဝင်စားခွင့်မိထဲမှာဗာထည့်မလဲ1နဲ့3လေးတွေကနေအကောင်းဆုံးအရာတစ်ခုရွေးချယ်ပြီးပါဟိုက်ဖတ်ကြည့်ပါအောင်ဖတ်ပြီးတော့ထည့်ကြည့်မယ်ဟာဟာコラスクル料理は美味しいですဗာထည့်ဟာကဟုတ်တယ်အမေကဟာကစကူရူလျော်လီဝအိုရှိတယ်ဒါပါတီကရှိမြအမေကချက်တဲ့ဟင်းကအရသာရှိတယ်စတမနီပန်အခိခါရာIkara kakumare kaku pasu o Udara ni ja ati kaku sire auto ရှင်နေဆိုင်ရော asaka ဟုတ်တယ်စီစီရရင်ရင်တော့မှကျဲလိုက်တယ်ဘူတာကနေကျောင်းအတီဘတ်ကားဖြင့်သွားတယ်စတော်မဲမိုင်းလေးချီအကီနော် Mainichi ekino mae မာအေး shi mae ni အကီနော်မရဲ့နိ ku ခိုအိုတဲ့ဖြတ်တန်းပြီးတော့ kakku e ikime jamdu done ဟုတ်တယ်နေ့ကျောင်းသူသွားတယ်ရနော်はいအဲ့တော့ဆက်သွားရအောင်0သူねもっと大きいテレビ to uki terebi wa ဟုတ်ကြီးတဲ့ TV ကိုလို့ကျင် ဟုတ်တယ်ပါတီကဲစားテレビ ဝါ が နိဝါテレビက テレビが欲しいですね TV ကိုလိုချင်တယ်テレビがလေးရတယ်တော့အို့လေးရတယ်တွေ့အဲ့တွန်းတင်ထားလေနော်ခရိုမာကို欲しいですခလေးရတယ်နော်ဟုတ်ကဲအဲ့ဒါဆက်သွားမယ်ခောဝါ ရောဝါယေအချီကာနာဝါ yes ဟုတ်မယ် ဒီမှာ အဲ့လိုတော့ သေချာဖတ်မယ်နော်သေချာဖတ်မယ် ဒါဆိုအမေဒါဟုတ်တယ်အမေဒါ 一二三四雨でしょうね今日はいい天気でしたがဒီနေ့ကတော့ကောင်းတဲ့ရာသီဥတုဖြစ်ခဲ့ပေမဲ့လေအားစဝါမနက်ဖြန်ကတော့အမေဒေရှောမိုးရွာမယ်မိုးရွာလိမ့်မယ်ဒေရှောတင်ပြီးတော့ရလားလိမ့်မယ်လောက်တယ် ပြန်လေးပါလား အဲ့ဆို full grammar ကြီးပါလာပဲ star ပြထားမယ်နော် day short ရဲ့ရှေ့မှာ0 plain form noun ဆိုရင် noun တိုင်းလိုက်တယ်နဲ့ ame day short
star လေးပြထားမယ်အဲ့ဒါဆက်သွားမယ်0今そんでいる部屋もいいですが来年ももっと駅から部屋に住みたいですはい1234ね今住んでいる部屋もいいですがအခုနေတဲ့အခန်းလေးပဲကောင်းပေမဲ့လေလိုင်းနံကもっと駅からနောက်နေ့ကတော့ပို့ပြီးတော့ပူတာကနေဟဲယာနေစမိတိုင်းですအခန်းမှာနေထိုင်ခြင်းလေဆိုတော့駅から近い部屋にနီးသောအခန်းမှာ近い部屋に駅から近い部屋にနီးသောအခန်းနီးတဲ့အခန်းမှာနေထိုင်ခြင်းလေဆက်သွားမယ်今朝は食べないで学校へ来ました1234ဘာဖြစ်မလဲ何も今朝はဟုတ်တယ်何もဘာမှနွေနော်食べないでမစားဘဲနဲ့学校に来ましたအကြောင်းလိုလာခဲ့တယ်ဆက်သွားမယ်昨日3時まで図書館で日本語を勉強しましたスーパーへ行きましたဘာဖြစ်မလဲဟုတ်တယ်နဲ့အဲ့တော့0မနေ့က3နာရီအထိတူရှော့ကန်မှာဂျပန်စာကိုလေ့လာခဲ့တယ်ဆိုတဲ့ခါကအဲ့ဒီနောက်မှာစူပါအေအီကီမာစတာနဲ့စူပါမားကတ်တို့သွားခဲ့တယ်အဲ့တော့ရှိကရှိဒါပေမဲ့လေဆိုတဲ့တဲ့ကဒါဆိုရင်ဒဲမို့ပြင်မဲ့လေပေါ်မှာနာနိကမို့တခုခုဒါလိုမျိုးမတော့နန်းကျဲမို့ဘာမစိုးနဲ့နန်းတုံမို့ဘာမှနာနီမို့ရအဲ့တော့ဒီဟာလေးရမှာဖြစ်မှာချစ်ကိုင်နာဆိုတာမရှိဘူးအပေါ်ထဲမှာနော်ဤအချစ်တဲ့ဒီနာမလိုက်ဘူးချစ်ကတဲ့ပဲရှိလိမ့်မယ်ဒါပေမဲ့ဒီမှာတော့ချစ်ကိုင်ဟဲ့နေတဲ့အခန်းဒါလေးအကုန်လေးတိမှမနှဆိုင်လို့ဖြေနိုင်မှာနော်ဒါစီဆက်သွားရအောင်電気を消して部屋を暗く電気を消して部屋を暗くねမီးပိတ်ပြီးတော့မှအခန်းကို暗くしますねအခန်းကို暗くしますဟုတ်တယ်အဲ့ဆိုရင် line ထဲမှာဟိုဟာရှိရအချိန်ရွှေ့လိုက်မှာချောစေးကလုံးလို့ရတယ်တဲ့အဆင်ပြေတဲ့အချိန်လုံးဟိုမှာလောက်ထားတာအဲ့ဆို line မှာဟိုဟာရှိရ line ကတစ်ချက်ဝင်ပြီးတော့မှလေသူတို့တစ်ချက်ပြောပေးပါလားနော်ဒီညပြောလိုက်အဲ့ဆိုသူတို့လည်းဟိုဟာဖြစ်တယ်အဲ့ Q show အကြောင်း Q show အကြောင်းကဟိုအာယဝအကြောင်းကတာဝန်ခံကအဲ့ Q show အကြောင်းတာဝန်ခံလဲပေးရဆမ်မွန်ကခွတ်တာခံအမှပြောထားရှိဟုတ်တယ်ဟဲ့ဟိုက laptop တွေကကျောင်းရဲ့ line လားမဟုတ်ဘူးတေးလိုက်ကိုဘယ်လိုပြောလဲเนี่ยね、暗くします。いいやつで
ဒါမတင်ရသေးဘူးနိုင်လွယ်နော်ဟုတ်တယ်မလား ခုနကပြောတာလည်းမသိ နာလီမတ်ပဲတင်ရတယ်လေခုနကနာလီမတ်ပဲတင်ရတယ်ဟုတ်တယ်မလားဟုတ်တယ်မလားနော်ဟဲ့အဲ့တော့ခုလာခုနာလီမတ်ကကြာစီရောမှောင်လာတယ်ခုလိုက်ရမှောင်တော့အဲ့တော့မီးပိတ်ပြီးတော့တဲ့အခန်းကိုတဲ့မှောင်အောင်လုပ်မှာခုဒါခုရှိမတ်မှောင်အောင်လုပ်မှာမီးပိတ်လိုက်လို့အခန်းကမှောင်သွားတာမဟုတ်ပဲလေတော့မီးကိုပိတ်မယ်ပိတ်ပြီးတော့မှအခန်းကိုမှောင်လုပ်လိုက်မယ်မရုပ်ရှင်တွေပါကြည့်မယ်ဆိုမီးပိတ်မှောင်လုပ်မယ်နော်အဲ့တော့ EHD ကိုပြောခုရှိမှဆိုရင်အဲ့ဒါအဲ့ဒီပြောင်းလုပ်တာမှောင်အောင်လုပ်တာဈေးနေအောင်လုပ်တာဈေးကြီးအောင်လုပ်တာရမယ်နော်မခိဒေနိရှိမစနာချစ်ဆိုတော့နောက်ပြောနိရှိမဆိုလှပအောင်လုပ်တာအာဒီမတ်ကရှိရဲ့ okay မတ်ကထားတယ်နာလီမတ်ကဖြစ်လာတယ်ဆိုတော့私は大学になりたい時授業はもう始まっていました授業ဆိုတာအတန်းကိုပြောတာဖတ်ကြည့်ရအောင်ဟုတ်ပါအဖေဖတ်ကြည့်ပါဖြေမှန်လား私が大学に着いた2番着いた時ねကျွန်တော်ကねတက္ကသိုလ်ကို着いた時ရောက်ခဲ့တဲ့အချိန်着きますရောက်သည်ဆိုတဲ့အဓိပ္ပာယ်ရောက်ခဲ့တဲ့အချိန်မှာ授業အတန်းကもう始めていましたစတင်နေခဲ့ပြီးပါပြီတဲ့ရမလားဒီနားကိုဖတ်ထားမယ်နံပါတ်14はいကဲတော့အဖြစ်မှန်ကနိမို့ဆိုကွက်လက်ဗါတယ်တော့1နေ့စံရောနိမို့ဆို持ちましょうかတဲ့ပေးရမလားありがとうございますお願いしますねကျေးဇူးတင်ပါတယ်ကူညီပေးပါရမယ်နော်ဟုတ်ကဲအဲ့တော့ဒီတစ်ချက်ကြည့်လိုက်အောင်မယ်ဒီမှာကြံသေးတယ်ခဏလေးနော်နှစ်ပုတ်ကြံသေးတယ်昨日の夜から雪がဘာဖြစ်မလဲချိန်မယ်နော်မြန်မာလူမပြန်ပြီးတော့မင်းဆန်တို့ပြန်ပြီးသိပါလားဆိုဖြည့်ကြည့်မယ်ကြိုးစားပြီး
အတန်းလေးပြီးလို့ရှိရင်လေ scholarship အတွက်ဒီ CV form လေးပို့ပေးမယ်နော်။ CV form မှာလိုအပ်တဲ့အချက်လက်လေးတွေပြန်မေးပေးမယ်နော်ခဏဆောင်ပေးပါနော်ဟဲ့ Okay အဲ့တော့ဘာဖြစ်မလဲခီနိုခါရာခီနိုနော်ယောဒုခါရာမနေ့ကညကလေးကယူကီက ဒီငါ နင်းကဖူတေအီမတ်ကြာနေတယ်မနေ့ကညကလေးအခုထက်ထိနင်းကဖူတေအီမတ်နဲ့ခီနိုဘာလို့မိုက်စတာရှောက်မရှာနေနော်မနေ့ကညလေးကအခုထက်ထိနှင်းကြနေတာရမယ်နော်ဖူလီမတ်ကကြာဒီဖူတေအာလီမတ်မတုံးပါဘူးဖူတေရှမိုင်မှာကြာမိသွားတယ်မတုံးပါဘူးဆက်သွားမယ်အာစတာအီရှောနေပူတူနီအိုယောဂီနီ ဒီမှာစမ်းတာ ဟုတ်တယ်နဲイキマさんがねအတူတူ တော့ချမလားဒီဒီ သွားကြမလားဟုတ်တယ်အတူတူသွားကြမလားဒါတော့ကြံပါရင်နော်အတူတူသွားကြမလားဟဲ့イキマさんがကဲအဲ့တော့16ပုံမှာဘယ်နှပုံမှန်ပါသလဲကြောက်ပါမနှလုံးမှန်လဲဟမ်မှားလိုက်စတားပြထားမယ်မသိတဲ့ဟာကြီးစတားပြထားမယ်နော်မသိတဲ့ဟာကြီးစတားပြထားမယ်ဒီမှာイキマさんကသွားကြမလားイテイマさんကမတော့မအောင်နော်သွားနေကြမလားイキマさんတေးတာကမသွားခဲ့ဘူးလားイキマစတာကသွားခဲ့တာကျဲတို့ဆက်သွားရအောင် Starbucks စာလေးဖြည့်မယ်နဲ့ Starbucks စာလေးဖြည့်မယ်အဲ့တော့ Starbucks စာရဲ့ဖြည့်နည်းလေးရှိပါတယ်နဲ့ Starbucks စာရဲ့ဖြည့်နည်းကစေကို Star ဒီ Star လေးတွေမှာတဲ့ Haidu mono သူတွေကとね、入る手やめじゃばれ、一日三四から一番いいものを一つ選んでください。でね、どれやね、ကောင်းတဲ့တစ်ခုလေးကြီးရွေးပေးပါအဲ့တော့ဒီမှာဥပမာလေးပေးထားတယ်စခုအဲနော့ဆိုတဲ့အဓိပ္ပာယ်က စပွဲ စ ရဲ့ ခုအဲနော့စပွဲရဲ့အာလီမာဆိုတာက ရှိရဲ့ ရှိတယ်ဟွန်းဆိုတာ စာ ဥအဲဆိုတာ အပေါ် အပေါ်ကဆိုတာကသို့မဟုတ်ကိုနိဆိုတာကြတော့ စီတို့ရှိဖို့ နဲနိဆိုတာကြတော့မှာအဲ့တော့ဖြီးပုံဖြီးနည်းကဘာလဲဆိုစစီကဒါလေးကိုအတိတ်ပြန်စီရမှာဇပွဲရဲ့နောင်နိုးရဲ့နောက်မှာနောင်လိုက်တယ်မှတ်မယ်ဒီမှာပန်နဲ့ပဲရေးလိုက်တော့နော်နောင်နိုးရဲ့နောက်မှာနောင်လိုက်တယ်ဇပွဲဆိုတာကနောင်ဒီနောက်မှာနောင်လိုက်မှာဒီမှာနောင်ဘယ်နှလုံးပါလဲ1 2 3 4မှာနောင်ဘယ်နှလုံးပါလဲ ဟုတ် နှလုံး1နဲ့2နဲ့ပါတယ်အဲ့တော့ဇပွဲရဲ့စာအုပ်ဖြစ်မလားဇပွဲရဲ့အပေါ်မှာဖြစ်မလား စပွဲရဲ့အပေါ် အပေါ်မှာနှစ်ကလေးထည့်လိုက်မယ်အပေါ်မှာနေရာရဲ့နောက်မှာနိသို့မဟုတ်ကျဲလိုက်တယ်ဒီမှာပါလိုက်မလဲ နေ နိပေါ့ဇပွဲရဲ့အပေါ်မှာဘာဖြစ်မ စာ လဲ အုပ်ကရှိရဲ့ စာအုပ်ကရှိတယ်ဟွန်ကအာလီမတ်အဲ့တော့နှစ်လေးတော့တစ်သုံးမှာစတားပြတဲ့နေရာမှာဝင်ရမယ်နံပါတ်ကဘယ်လောက်လဲတစ်တွေ့လား အေး အဲ့ဒါစာကြောင်းအတိတ်ပြန်စီမယ်အဲ့ဒီမှာရှိတဲ့စကားလုံးရဲ့နံပါတ်ကိုသွားရှာမယ်အဲ့ဒါကိုအဖြေမှာပြန်ရေးပေးမယ်ရမလားဖြေတတ်မလားနဲဒီမှာတွေ့လားနော်ဒါစာကြောင်းစီဒီမှာအတိတ်ပြန်စီနေတာစကွယ်နော်ဥအဲနိဟွန်ကအာလီမတ်အော်ဒီမှာနံပါတ်1ကြီးအဲ့တော့ဒီစာမေးပွဲမှာသွားဖြေမယ်ဆိုလို့ရှိရင်စစီတို့ကဒါမေးခွန်းစာရွက်ကြီးဒါဒီမှာအဖြေစာရွက်မှာဒီလိုမျိုးလေးတွေပါမယ်ရမယ်နော်အဖြေစာရွက်မှာစစီတို့ကလေဒါကနံပါတ်1လေးပဲထားပါအောင်နော်1 2 3လေးဆိုနေစစီတို့ဒီအပေါ်က2 4 1 3မှာနံပါတ်ဘယ်လောက်သွားရေးပေးရမှာလဲ1ကိုဒီလိုသွားပြီးအမဲလေးချေပေးရဒါ GLPD ဖြေဝင်ခင်းနီခဏနေကြရင်ပြမယ်မေးခွန်းစာရွက်ကတသက်အဖြေစာရွက်ကတသက်အဖြေစာရွက်မှာအဲ့ဒီအဖြေရဲ့နံပါတ်1 2 3လေးတွေက1ဆို1ကိုချေမယ်2ဆို2ကိုချေမယ်ခဲတန်နဲ့ချေရမယ်မဲမဲလုံးလုံးလေးဖြစ်နေအောင်ချေရမယ်ရမလားကဲအဲ့တော့ဆက်သွားရအောင်ဟဲ့ဆက်တော့ဒီဘက်တော့အောင်ဒီဘက်တော့ကဲအဲ့ဒီမှာကြည့်လိုက်မယ်日本には有名な何々
ဆူရှီတို့ဆာရှိမီတို့ထမ်ဘူလာတဲ့နီဟွန်နီဝါဆိုတဲ့အဓိပ္ပာယ်ကဂျပန်မှာကတော့ အဲ့ နဲ မမြင် ယူမိန်နာဟမ်မမြင်အောင်ကျန်တယ်လို့မြင်ရတာ ဟမ်မြင်ရတယ် ဟဲ့ Xin number phần nào sắc khổ à sao? နံပါတ်18 Sắc khổ. စက်ခွန်ကဘာ Ừ. ဟောစက်ခွန်ကျန် Sắc ခဲ့ရ khổ လား à? စက်ခွန်ပါလားနဲစက်ခွန်မပါတော့တော့ဟဲ့စာအုပ်မှာစက်ခွန်မပါလားအော်ဒီမှာပါတယ် sorry အပေါ်ဆုံးမှာနမမ အာနိုမီဆေဝါ အာ အာနိုမီဆေဝါ အဲ့လိုမိစေဒီဆိုင်က ဒီဆိုင်ကတဲ့ Xin quá. ဥတေအီမတ်ဥတေအီမတ်တိလားဥတေအီမတ်မနာဆန်လို့ Xin là ôi xì là. ကျောင်းနေဒီမှာ ဟုတ်တယ်ရောင်းနေတယ်ဥလီမတ်ကနေလာတယ်ဥတေအီမတ်ရောင်းနေအိုရှိဆိုတာအိုရှိလိုက်မှတ်မယ်အရသာရှိတော့ယာစုခုတေဆိုတာက ရတာ ဒါပဲ ရှိ မှလိုက်မှတ်မယ်နော်ယာစုခုတေက ဈေးပေါ် ဈေးပေါ်ပြီးတော့အိုဆိုတာကကြတော့အို ဈေးပေါ်ပြီး အို ဟုတ်စက္ကနာနာ Sắc Ồ, khănဆိုတာက à? ကို Sắc khăn đó bạn ơi. စက္ကနာဆိုတာကစက္ကနာဆိုတာက Ừ. ငါဟုတ်တယ်နိငါ့ကိုပြောတာရနော်ရောဒီမှာကြည့်ကြည့်ရအောင်သူနဲ့အဲ့တော့အမြဲတမ်းမှတ်ထားစစ်စစ်တို့သူနဲ့အအကြည့်ကြည့်တွေနားကြည့်ကြည့်တွေရဲ့နောက်မှာနောင်းလိုက်တယ်ခုနမှတ်မယ်နော်နောင်းတော့ရဲ့နောက်မှာနောင်းလိုက်တာမှတ်မယ်နော်ထပ်မှတ်မယ်အကြည့်ကြည့်တွေနားကြည့်ကြည့်တွေရဲ့နောက်မှာနောင်းလိုက်တယ်အဲ့တော့အချင်းနိဆိုင်ရွံ့မှာဘယ်ဟာကနောင်းလဲဘယ်ဟာကနောင်းလဲဘယ်ဟာနောင်းဖြစ်မလဲ Khăn. ဟုတ်တယ်စာခဏအဲ့တော့အရသာရှိတယ်ငါ1နဲ့4နဲ့တူတူသွားတွေ့မယ်ဘလို့ဖြစ်ပြီးတော့အရသာရှိရဲ့ငါလဲ Sắc စက္က အ khăn. ချင်း နာ နှစ်ခုသွားဆက်နဲအချင်းနှစ်ခုသွားဆက်ရင်ယာစုခုတေ ရတာရှိရဲ့ Xì ငါ đen. ရသာရှိတယ်အိုဤရှိစာခဏပါတီကေစ်ကနဲကိုဆိုင်ကဈေးသက်တာပြီးတော့အရသာရှိတဲ့ငါးကိုရောင်းနေတယ်ရမလားဆက်သွားမယ်နော် အိုရတာရှိရဲ့ အဲ့တော့နီဟွန်နီဝါတဲ့နီဟွန်နီဝါ ဂျပန်ကနာမည် ဟုတ် ကြီး တယ်ဂျပန်မှာကယူမိန်နာနာမည်ကြီးရမနာဆန်တို့စေးတင်ထားရင်နာအကြည့်အီအကြည့်နာအကြည့်နောက်မှာပါလိုက်မလဲ နောင်းလိုက်မယ် နောက်လိုက်မယ်နဲ့ကြော်လိုက်မယ်ဆူရှီတို့ဆာရှိမီတို့ထမ်ပူလာတဲ့ဆူရှီရဲ့ ဆူ Sushi. ရှီနဲ့တမ်ပူရာကိုဆူရှီတို့တမ်ပူရာဆာရှိမီတို့တမ်ပူရာတို့ဖြစ်တယ် ဟုတ်တယ်နဲ့အဲ့တော့ဆူရှီရဲ့ငါးစိမ်းလွှာတွေမုံနှစ်ကြော်တွေဖြစ်တယ်အဲ့တော့ဂါဆိုတာက ဘာကိုက ကာကိုထားပဲမွန်းတော့ စားစရာ ဟုတ်တယ်ထားပဲမွန်းတော့ဆိုတာစားစရာရမယ်နော်ဟုတ်ဟုတ်နော်ပို့လို့ရှိရင်ကျောင်းသားကမနေ့ပြန်မကြိုင်းနိုင်ဘူးပေါ့ 때가 저희 때별에
မိကျွေးပြောက် ဟိုက်ဒါပဲမို့တော့အစားစီက comment နဲ့ alimas ကရှိတယ် miss ဆိုတာက 5ခု4 ဘာ ခု ဖြစ်တယ် Rico. Oh, miso. ဟဲဒုက္ခပဲစိတ်ဆင်းရဲလိုက်တာ miss ကဘယ်နှခုလဲ 4 အေး 3ခု 3ခုခဏနေ10 17အတန်းအခုမှ lesson 6ပဲရှိသေးတယ်ပြန်တက်လို့ရတယ်တက်ချင်တက်မလား Não sei. စိတ်ညစ်တယ်နော်ဟိုက်အဲ့တော့မင်းသားဆန်တို့ဒီမှာဂျပန်ရဲ့ဒီ၄ခုထဲမှာဘယ်ဟာကနောင်းလဲနောင်းနှလုံးပါတယ်ဘာနဲ့ဘာနဲ့လဲနောင်းနှ Sabemos. လုံးပါ ဒါပဲ Sabemos. မို့လို့လေ တာပဲမွန်တို့ပါတယ်နောက်တစ်ခုပါတယ်မစ်စစ်ပါတယ်အဲ့တော့ဒီနာမည်ကြီးတဲ့၃ခုဖြစ်မလားနာမည်ကြီးတဲ့စားစရာဖြစ်မလား နာမည်ကြီးတဲ့ ပြ စား ည့် နေ စားတယ် စားစရာဘူးရမယ်နော်စားစရာဒီအရေးအတွက်ပြစကားလုံးတွေဒီဘာနဲ့ဘာရဲ့ဂျားထဲမှာရှိတယ်လို့ပြောထားလေ ပါတီကယ်နဲ့ ပါတီကယ်နဲ့ ဘာ verb နဲ့ ရဲ့ဂျားထဲမှာရှိတာအဲ့တော့ particles ကဘာလဲ က က verb က အာလီမတ် သူ့ရဲ့ဂျားမှာဘာဝင်မလဲ မီဆို မစ်ဆိုအဲ့တော့ဒါပဲမွန်တို့က ဒါပဲမို့လို့ကမီဆိုအာလီမတ် ဒီမှာမင်းဆန်တို့ဒါစင်းစင်းကဒီလိုမျိုးစဉ်းစားရဲဆိုတာ grammar နည်းနဲ့စဉ်းစားနေတာဟုတ်တယ်နော်ခုနကတော့noun တော့ရဲ့နောက်မှာ noun လိုက်တယ် adjective နာကျတောင်က noun လိုက်တယ်ဒီအရေးအတွက်ပြစကားလုံးတွေဆိုတာ particles နဲ့ verb ရဲ့ဂျားထဲမှာရှိရဲဒါတွေကမင်းဆန်တို့ကိုစစီဟာ grammar အရာပြောပြနေတာအဲ့လိုမျိုး grammar အရာစဉ်းစားပြီးမြန်မာလိုတစ်ခါစစီကို live ဘာသာပြန်ကြည့်မယ်ဂျပန်မှာကနာမည်ကြီးတဲ့စားစရာတွေက က 4ခု 3 3 ခု ခုရှိရှိတယ်။ဘာတွေလဲတော့ဆူရှိရယ်ဆာရှိမိရယ်တန်ပူတာပြည့်အစင်ချောပါဟုတ်တယ်နော်အဲ့တော့တရားနဲ့ဆက်မယ်မြန်မာလိုဆက်မယ်โอเคမနော်ရမယ်နော်ဆက်သွားမယ်ပြီးတော့နောက်တစ်ခု ဝါတာရှိဝခီနိုအတာမကကျွန်တော်က မနေ့က မနေ့ကအတာမက ခေါင်းက အတန်းကဟုတ်ပါဘူးခေါင်းက ခေါင်းက Kau sumi masita so. Anayu ke. ရစမီမစတာ အနားယူခဲ့တယ်ဟုတ်တယ်နဲ့အနားယူခဲ့တယ် ကြိုက်ခဲတဲ့ ဥဆိုတာက ကို ဣတခတ ကြိုက်ခဲ ဟုတ်တယ်ကြိုက်ခဲ့တာနဲ့ဣတခတကြိုက်ခဲ့တာရှင်းငေါတု အလုတ် အလုတ်ခါရ ချ တော့ကြတော့ကြ ခဲတဲ့အတွက်ကြောင့် ရမယ်နော် အလုတ် ဟဲ့အဲ့တော့အာတာမကခေါင်းက ခတ္တ ဟုတ်တယ်ဣတခတဒါမြန်မာလိုဆက်နေတာဣတခတ ခါရ ခါရကိုနှစ်နဲ့လေးနဲ့ကတတွေ့ တော့တူ နဲ့ခေါင်းကိုက်ခဲ့တဲ့အတွက်ကြောင့်မလို့ ရှိကောတူအို မတော့အိုယာစမီမစတာအလုပ်ကိုအနားယူခဲ့တယ်ရောက်လားနော်ဟဲ့ကဲအဲ့တော့ဒီလောက်ထိဆက်ပြီးပြီးသွားတယ်နဲအောက်ကနှစ်ပုတ်ဖြည့်မယ်အောက်ကနှစ်ပုတ်ဖြည့်ကြည့်မယ် Kasa. Chika. Ano.
အဲ့နံပါတ်22လေးအရင်ဖြည့်ကြည့်မယ်ဘာဖြည့်ထားလဲတိုးတယ်တိုးတယ် ဘယ်ဟာကနင်းရဲ့ထီးဖြစ်လဲ ဟုတ်တယ်အဲ့တော့တိုးတယ် ဟာ တိုးတယ်က အနာတန် အနာတာနော်ခါစာဒက်စကဟုတ်တယ်ဘယ်ဟာတိုးတယ်ကဘယ်တစ်ခုကအနာတာနော်နောင်းရဲ့နောက်မှာနောင်းလိုက်တယ်အနာတာနော်ခါစာဒက်စကဘယ်ဟာလဲခိုးတဲ့ဒက်စဒီဟာဖြစ်တယ်ဆက်သွားကြည့်မယ်0 21လေးဖြည့်ပြီးပြီလားဖြည့်နေတော့လားဖြည့်ပြီးပြီနော်ဟဲ့ကိုရီးယားはတဲ့日本の古い映画ですဒီဟာကဂျပန်ရဲ့古い映画 အောင်းနဲ့ရုပ်ရှင်ပဲ ဟာနဲ့ပချီကရုပ်ရှင်sorry ရုပ်ရှင်ဖြစ်တဲ့一緒に見ませんかအတူတူကြည့်ကြမလားすみませんすみませんအားပါလေဆိုနိုဟုတ်တယ်ခုနဆိုနိုအနိုရဲ့နောက်မှာဘာလိုက်လဲ နိုအေး နောင်းလိုက်တယ်နောင်းဆိုဆိုနိုအေးကအဲ့ဒီရုပ်ရှင် က ဝါနဲ့ကမိုးကအရှိမလားအနောက်မှာရှိမလား ရှိမှာမိုးမြူ မိုးအနောက်မှာမရှိမိုးမီမရှိနဲ့တောင်းမှမှာတဲ့အဲ့ဒီရုပ်ရှင်ကမိုးမီမရှိကြည့်ပြီးသွားပြီကြည့်ပြီးသွားပြီရနော်ဟိုက်ကဲအဲ့တော့0ဒီမှာမနာဟုတ်လေ3 4 5ဘုံမှာဘယ်နှမှတ်ရလဲ5ဘုံလို့ရမှာပေါ့ကျမ3မုတ်ဖြစ်ပြီโอเคဟုတ်ပြီဒုတိယပိုင်းမှာ0ဒါဆိုလို့ရှိရင်နောက်ဆုံးပုံလေးပဲကျန်တော့တယ်နဲ့ grammar ရဲ့နောက်ဆုံးပုံလေးကဲဒါလေးကကြတော့ဘာလေးလဲဆိုလို့ရှိရင် reading တော့ reading ပဲကလေးတွေ grammar reading အဲ့ဆိုစစ် reading တော့ reading grammar reading ဆိုတာဘာလဲသူက grammar ရဲ့နောက်ဆုံးအပုတ်မှာပါတယ်မနက်ဆန်တော့ခုန25မိနစ်နဲ့မိနစ်50အဲ့ prompt ဖြေရမှာ95မိနစ်တပိုင်းပြီးခဏနာ listening ဖြေ JLPT မှာနော် M5 ကအဲ့လိုမျိုးဆိုတော့ဓမ္မကကြတော့မနက်ဆန်တော့ကိုသူကဒီမှာ reading လေးတွေမှာအပေါက်ကလေးတွေဖောက်ထားတယ်22 23 24 25အဲ့ဒီမှာထည့်ရမှာကစစ်စစ်ကိုစာချောင်းရှည်ကြီးမဟုတ်ဘူးအဲ့မှာ particles ထည့်မှာလားစကားဆက်ထည့်မှာလား grammar ထည့်မှာလားဒီ reading ကတပုတ်ပဲပါတယ် grammar နောက်ဆုံး reading အပုတ်ကြီးတွေမစားခင်အရှိ grammar နောက်ဆုံးပါ okay နော်ခိုင်အဲ့တော့0မွန်တိုင်းဆန်းနဲ့မွန်တိုင်းဆန်းမှာ22ကနေ26ထဲမှာငါးနေကို elemas ကဘာတွေချက်မလဲဘွန်ရှော့တော့ email ကိုခံရတဲ့စာပိုက်ရဲ့အဓိပ္ပာယ်ကိုစဉ်းစားမယ်1 2 3 4ကနေပြီးတော့အကောင်းဆုံးတစ်ခုကို0ရွေးချယ်ပေးမယ်ကဲအဲ့တော့ဒီမှာအဲ့တော့တကြောင်ဖတ်ကြည့်မယ်နိတကြောင်ဖတ်မယ်နော်ခိုင်စံဖတ်ကြည့်ပါဦးမိနာဆန်は皆さんは日本のデバドに急いだことがあります。行ったことがあります。行ったことがあります。ရဲ့ကုန်တိုင်းမှာတော့
ဂျပန်ရဲ့ကွန်တိုက်ကိုအီတာကိုတိုကအာလီမတ်စ်ကတွားဖူးလားဗက်တာကိုတိုကအာလီမတ်စ်တားပြထားမယ်နော်ပြန်ချက်မယ်နော်ဒီမှာဗက်တာကိုတိုကအာလီမတ်စ်တင်ထားရယ်နော်တွားဘူးလားတဲ့မင်းတို့ကတွားဘူးလားတဲ့အဲ့နဲ့ကဲဖိုက်ကြည့်ပါဦးဝါတရှိဝါ私ဒီは boss ကခဏကြော်ဖတ်မယ်နော် boss ကိုကြော်ဖတ်မယ်ဝါတရှိဝါ私は昨日初めて友達デパートに行きました。ကျွန်တော်ကမနေ့ကပထမဆုံးအငယ်ချင်းနဲ့အတိုက်ကိုသွားခဲ့တယ် ဟုတ်တယ်ကျွန်တော်ကမနေ့ကပထမဆုံးအနေနဲ့တငယ်ချင်းကွန်တိုက်ကိုတွားခဲ့တယ်ရမှာနော်အဲ့တော့0ကဒီဘက်မှာ23လေးမှာတွားကြည့်လိုက်မယ်22လေးမှာတွားကြည့်လိုက်မယ်နော်ကနိတုခါရဘာဖြစ်မလဲဖြစ်မှန် တော့စမ်း ဆန်း ဟုတ်တယ်ဇမ်းပန်ရမလားနော်သူ့တငယ်ချင်းနဲ့ဂဆိုတာကာကိုနိဆိုတာမှားစီတို့စီအားခါရဆိုတာတော့ကြောင့်အေးအဲ့တော့ဒါဆိုတာမင်းသားဆိုင်လုံးကိုဒါပါတီကေမေးသွားတာဆက်ပြီးတော့သွားမယ်0နဲ့အဲ့တော့ဖတ်ကြည့်ပါဦးラーメンパイ日本のデパートはラーメンパイやばいね日本のトマトはどれも大きいです。ジャパン語ဂျပန်ရဲ့ကုန်တိုက်တွေကတိုတဲမိုအိုခီဒက်အရန်ကိုပဲကြီးတယ် ရောကြီးပါတယ် အရန်ကိုပဲကြီးတယ်ဆိုတော့ဒီမှာအရန်ကိုပဲဘာဖြစ်ပြီးကြီးတယ်ဖြစ်ကမှာအဲ့တော့မင်းသားဆန်တို့ဒီမှာမေးပြီးအချင်းနီဆန်းရော23ဘာဖြစ်မလဲ ဒီရဲ့တဲ့ ဟုတ်တယ်ね綺麗でဆိုခီရိနာအချစ်တွေကိုတဲ့ဖောင်ပြန်နောက်ဖြုတ်တဲ့ပါခီရိကြလှခဲ့လှတယ်ခီရိနာလှပတော့ခီရိခုတဲ့မတုံးအဲ့တော့ဆိုရလှပပြီးလို့ဖြစ်တဲ့ကြောင့်မလို့နာအချစ်တဲ့နောင်းနေဆိုရင်သူနဲ့နာအချစ်ဆိုနာကိုဖြုတ်ပြီးတော့ဂျေလီပေါင်းပေးရတယ်နော်ဟဲ့ကဲအဲ့တော့ဇီကိုဆက်သွားမယ်ခိုင်းစံဖတ်ကြည့်ပါအောင် ဒီတော့ကတခုဆန်အိမ်မဲ့လူကအများကြီးရှိတယ် ဟုတ်တယ်နဲ့လူကအများကြီးရှိတယ်ရမယ်နော်အဲ့တော့လူတွေကအများကြီးဆက်ပြီးတော့ဖတ်ကြည့်မယ်ကလေးဝါတာရှိနောအီယေနောချီကာကုနော 私の家の近くのスーパーも大きいですがကျွန်ုပ်ရဲ့အိမ်ရဲ့အနီးနားမှာစူပါလေအကြီးတဲ့စူပါကရှိပေမဲ့ဒေပါတိုမို့တိုโอเคတယ်ကုန်တိုက်ကပိုပိုကြီးတယ် ပို့ပြီး အဲ့တော့ဇီရိုဂျမနဲ့လူတွေအများကြီးရှိတယ်တဲ့နဲ့ကျွန်တော်ရဲ့အိမ်ရဲ့အနည်းနာစူပါမားကတ်လေးပဲကြီးပေမဲ့လေကုန်တိုက်ကပို့ပြီးတော့ကြီးတယ်ဆိုတော့24မှာဇီရိုဘာသွားထည့်မလဲ よりဟုတ်လို့လား နဲ့ကုန်တိုက်ကပို့ပြီးတော့ကြီးတာနောင်ဝမ်တိုနောင်တူတို့ချရာက adjective ですかနောင်ဝမ်の方が adjective ですနောင်တူの方が adjective ですデパートの方がもっと大きいですရမှာ ဟုတ်က စပြထားမယ်နော်အရင်မေ့သွားရဲ့ grammar နားလာပါကွက်လက်ဆိုရင် desk ခါတာကကွက်လက်တော့ကြောင့်ရောလီမိုကထက်လေးပဲကဲအဲ့တော့ဒီကိုဆက်ပြီးတော့သွားကြည့်အောင်ကဲဖတ်ကြည့်ပါအောင်အိုခုဂျောနီဝါ ကျော်ရီဝါချိနေနေနာမူဝါကပို
otte rasa otte takusan no hito ga shite imashita. อืม အခုကျော်နေဝ အခုကြောနေဝါဆိုတာကြတော့ဒီခေါမိုးပေါ့နော်ခေါမိုးတက်မှာခိဒိနာနီဝါကအတဲ့ လှပပဲလှပတန်းချင်က ဟုတ်တယ်လှပတဲ့ပန်းချံကခိဒိနာနီဝါကအတဲ့နဲ့လှပတဲ့ပန်းချံကရှိပြီးတော့ထောက်ဆန်တော့ဟီတိုက ဆန်လူတွေကအများကြီး လူတွေအများကြီးကတဲ့ဒီမှာလာပြီးမလို့အများကြီးပဲဘာဖြစ်မလဲလူတွေအများကြီးကခဏလေးနော်ထောက်ဆန်တော့ဟီတိုကရှိတဲ့အီမတ်တာကွက်လက်လုံနေခဲ့ကြပါလေနိကဲအဲ့တော့ 야선대 오반도 타베데 야선달리 오반도 타베달리 야선대 카라 오반도 타베데 야선대 이마스 카라 오반도 타베다 바피면 니벤 탈리 시테 이마스다 꼴랄라이 롱네게데 야선달리 아나유라이 오반도 타베달리 에도 타메무고 살라이 야메노 နားယူပြီးထမင်းဘူးကိုစားပြီးတုံးနေခဲ့ကြတယ်မတုံးဘူးထားလီရှိမှနဲ့တုံးနဲ့အနားယူပြီးတော့မှထမင်းဘူးကိုစားတယ်မဟုတ်ဘူးထမင်းဘူးကိုစားနေတယ်ဖြစ်မှာပေါ့နော်ထမင်းဘူးကိုစားပြီးလုံနေစားပြီးထားပဲတဲ့ရှိတဲ့အီမရှိတာလို့မတုံးဘူးရစွန်းတဲ့အီမတ်ခါရအနားယူရဲ့အတွက်ကြောင့်အိုဘန်တိုကိုထားပဲတာရှိတဲ့အီမရှိတာဆိုပြီးတော့မတုံးပါဘူးပြရမယ်နော်အဲ့တော့ထားလီရှိတဲ့အီမရှိတာထားလီရှိမှဆိုရယ် grammar လေးပြရမယ်နော်အဲ့တော့အနားယူနေခဲ့တဲ့အကြောင်းမလို့ထမင်းဘူးကိုစားခဲ့တယ်ပြီးတော့ရှိတဲ့အီမတ်တာလုံနေခဲ့တယ်အဲ့ဒါအစီကိုအတိတ်ပဲမရှိဘူးဆက်သွားမယ်ခိုင်ဆန်မီနာဖိုတဲမို 민나 또레모 바노시소 데시다 알롱아 안녕병원이 자리 저너레 저너가 ကျွန်တော်ကကဲကျွန်တော်ကဆိုစီဒီမှာ26သွားကြည့်မယ်နော်26မှာလည်းနည်းနည်းရှိရှိလေးလာတယ်ဘာဖြစ်မလဲ no no 저너레 대바도도 must 도와주네 အဲ့တော့ဒီမှာတို့ ਨੇ အားလုံးအရန်ကိုဌာနိုးရှိဆိုးဆိုတာလေဒါမတင်ရသေးဘူးเนาะဒါလေးကြက်မယ်ဌာနိုးရှိဆိုးတဲ့ရှာအေးချစ်တယ်မှာအေးကိုပြောဆိုးတဲ့ဆိုတော့ကွက်လက်မဲ့ပုံပဲပျော်စရာကောင်းမဲ့ပုံဖြစ်ခဲ့တယ်တဲ့ဝါတရှိဝကျွန်တော်ကတဲ့ရเนาะကဲအဲ့တော့မာတာဒေပါတိုနီအီခီဒိုင်ဒက်ထပ်ပြီးတော့ကုန်တိုက်တို့သွားကြည့် 도와주 မို့ဒေပါဆိုသွားပြီးပြီမဆိုင်အောင်နော်ပျော်နေခဲ့တဲ့ပုံပေါ်တယ်ကျွန်တော်ကတော့သွားပြီးပြီမာတာအီတာကုတော်ကအလီမဆန်မသွားဘူးသေးဘူးမာတာဒေပါတိုနီအီတက်ခရာဆိုင်ထပ်ပြီးတော့ကုန်တိုက်တို့သွားပေးပါညမဖေမလေးရစမ်းပန်ပါအဲ့တော့လေ1 2 3 4 5 1 2 3 4 5ဒီ၅ပုံမှာဘယ်နှမှတ်ရ 마마 နှမှတ်ရပါလေ 마마 okay ဒါတော့ကျွန်တော် ငါမှတ်ရမယ်နော်ခိုင်အဲ့တော့ဒီကိုအဲ့26ပုံပေါ့နော်26ပုံမှာက0ကတတ်မှတ်တန်နေနင်တတ်မှတ်တန်နေဆိုတော့ပေါင်းလိုက်ဘယ်နှမှတ်ဖြစ်သွားမလဲ 사사천만 26မှာပေါင်းခိုင်းမြန်မို့ကိုရတဲ့အမကိုပေါင်းခိုင်းနေကျေးဇူးတင်လိုက်တာကိုရတဲ့အမပေါင်းထားမယ်နော်ခုနက26ပုံကဘယ်နှမှတ်ရလဲပေါင်း 사사천 ရပါနော်ဟဲ့